No gong song sa chino go hoke lu chino yu pa yung chino e kan yu chet go amen thu nai de lu be gong song kan me amen ma thu nai be ne a myo myo tho lo kan lan me long pi ro aten taw ma sai wan kwe mu myo ko yu la me lu ro gong song ma kan nai bu ba pi lo le ten taw ma sai wan kwe mu di ne ya yu bi se at da la wan ne sia ma shi ro win nyan taw ma lou sha ro da jaw chino a pi chin ne tiaအတင်းတော်မှာစိတ်ဝမ်းကွဲမှုမဖြစ်အောင်ဝိုင်းဝန်းထိန်းသိမ်းကြပါလို့ပြောချင်တယ်အာမင်ကောင်းဆောင်ပိုင်းကျွန်တော်တို့အနေနဲ့လည်း၎င်းတင်းတော်လူကြီးတွေနဲ့လည်း၎င်းအတင်းသားတွေနဲ့လည်း၎င်းတခြားဆရာဆရာမတွေနဲ့လည်း၎င်းစိတ်ဝမ်းကွဲမဖြစ်အောင်ဝိုင်းဝန်းထိန်းသိမ်းမှုအရန်ကြီးကြဖြစ်တယ်ကျွန်တော်ပြောချင်တယ်အတင်းတော်ဆိုတာတခါနာပြီးစင်ကုမှုဆိုမလွယ်တော့ဘူးအဲ့ဒီအနာပြန်ကုမှုမလွယ်ဘူးတခါစိတ်ဝမ်းကွဲမိပြီဆိုရင်မလွယ်ဘူးမလွယ်တော့ဘူးဒါကြောင့်စိတ်ဝမ်းကွဲဖြစ်ခြင်းတွေစိတ်တယောက်နဲ့တယောက်ခုပြီးတော့စိတ်နာတာမျိုးမဖြစ်တော့ဝိုင်းဝန်းကြိုးစားရမယ်အာမင်ဥပမာဒီတင်းတော်စင်တဲ့တန်30ကျော်လာပြီကျွန်တော်နဲ့လက်တွဲလာခဲ့တဲ့မိုးတော်ဆောင်နေချစ်တော်နဲ့လက်တွဲလာခဲ့တဲ့တင်းတော်လူကြီးမြောက်များစွာရှိလာခဲ့ပဲတချို့သောနေရာတွေမှာစိတ်မကောင်းစရာတွေကျွန်တော်တွေ့တဲ့အချိန်ရှိပါတယ်ခါကျွန်တော်ပြောလိုက်ရရင်ကောင်းမလားဆိုတဲ့အချိန်ကြီးလည်းအများကြီးရှိပါတယ်တချို့သောဆရာဆရာမတွေကိုတောင်မှမောင်းထုတ်ပစ်ခြင်းတဲ့အချိန်ကြီးကျွန်တော်မှရှိပါတယ်ဒါရိုးရိုးသားသားပြောမှစေတချို့သောတင်းတော်လူကြီးတွေကထော်လော်ကလက်လို့တာကျွန်တော်တွေးခဲ့တာတွေရှိပါတယ်ဒါပေမဲ့တခါကျွန်တော်မပြောဘူးစုပဲတောင်းတယ်စထွေးနဲ့ပဲမြူလိုက်တယ်ဒီပေါင်းများစွာကျွန်တော်တီးခံခဲ့တယ်ဖယားသခင်ရဲ့လက်တော်မမြင်မချင်းသူ့ကိုတိုက်ရိုက်မပြောဘူးဆိုတော့တီးခံခဲ့တယ်တခါကျတော့အတင်းတော်မှာဘာနာရေးရလဲအဲ့ဒီအရာတွေကြောင့်တချို့နာရတဲ့အချိန်ကြီးရှိတောင်ရှိတယ်ကျွန်တော်ဘာနာရေးရနာတဲ့အချိန်ကြီးရှိတယ်မျိုးမတုံးတဲ့နေရာမှာတုံးမိတာတွေအစအများကြီးကျွန်တော်မြင်တာတွေရှိတယ်ဒါပေမဲ့ကျွန်တော်မပြောဘူးစိတ်မနာဘူးလားတားနာတယ်ဒါပေမဲ့မပြောဘူးဘာဖြစ်လဲစီးလုံးညီညွတ်မျိုးကိုထိပါရအရာကိုကျွန်တော်အများကြီးသိခံခဲ့တာဖြစ်တယ်ဒါကြောင့်ဒီတင်းတော်မှာကျွန်တော်အပိုင်းမျိုးပဲသူတို့ရဲ့အပိုင်းမှာလည်းစိတ်မကောင်းတာတွေတော့အများကြီးရှိမှာပေါ့ဒါပေမဲ့ကျွန်တော်အပိုင်းကနေကျွန်တော်တင်းတော့ဆရာတယောက်အနေနဲ့ပြောပိုင်ခွင့်လည်းရှိပါတယ်ပြောလို့ရင်လည်းရပါဒါပေမဲ့မပြောဘဲနဲ့မျက်စိမိတ်ပြီးတော့ဒီလိုပဲလွတ်ထားလိုက်တာတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲအတင်းတော်တခါနာပြီးဆိုရင်မလွယ်ဘူးဆိုတော့သိတယ်အတင်းတော်နာတာတဲ့ခဏလေးဒီတိုင်းပဲမိမ့်ပြီးတော့ခိုင်းမယ်ဆိုတော့ကျွန်တော်တော့ခိုင်းရဲ့အချင်းတွေလည်းအများကြီးရှိပါဒါကြောင့်ဒီမှာတခါဒီအကောင်းဆောင်တွေကိုကျွန်တော်ပြောချင်တာကတခါဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ရန်ဖြစ်နေတာတဲ့အရှုံးခံလိုက်ပါအာမင်စုပဲတောင်းလိုက်ပါအာမင်စုပဲတောင်းလိုက်ပါတချို့တော့ကျွန်တော်ဒါဘသူဘယ်ဝါရဲ့လို့ပုတ်ခတ်ပြောတာတော့မဟုတ်ဒါပေမဲ့ကျွန်တော်မှန်ပြောမယ်ဆိုတချို့တော့မို့တော်ဆောင်ဆရာဆရာမတချို့ဆိုတော်ကြီးကျွန်တော်စိတ်ညစ်စေတဲ့လူတွေရှိတယ်ဒါမှကျွန်တော်ချိတယ်တဲ့ဆူတောင်းနေတယ်ပြောရင်တော့ထွက်ကွာလို့ပြောရင်လည်းဘာသူတို့တော့ထွက်ရမှာပဲလေဒါပေမဲ့ကျွန်တော်မှဒီအခွင့်အာဏာရှိပြီမဲ့ကျွန်တော်တက်ကြီးတော့တန်ရှင်တော်ဝိညာဉ်တော်ကိုကျွန်တော်မကြောချင်ဘူးဒီအတင်းတော်ကျွန်တော်တင်းတော်လည်းမဟုတ်ဘူးယေရှုတော်ကြောင့်ပဲကျွန်တော်ပါဝင်ခွင့်ရတာဖြစ်တယ်ကျွန်တော်ဒီအတင်းတော်အတွက်အသက်ပေးတဲ့လူလည်းမဟုတ်ဘူးအသက်ပေးတဲ့လူကယေရှုအသွေးပေးတဲ့လူကယေရှုဒါယေရှုတော်ကြောင့်ဒီမှာစီနီယာပါစာနေနဲ့ပါဝင်နေရတာဒါကျွန်တော်အာနာပြဖို့လည်းမဟုတ်ဘူးဒါပေမဲ့စိတ်တော်တော်တော်လေးအဲ့ဒီဆရာဆရာမကြောင့်ဖြစ်အဲ့ဒီအတင်းတော်လူကြောင့်ဖြစ်စိတ်မချမ်းမြေ့တာတွေများဖြစ်ကျွန်တော်ဒီတိုင်းပဲလွတ်ထားလိုက်တယ်ကျွန်တော်ပြောမယ်ဆိုတက်ခံစားအများကြီးရှိပါတယ်ဒီတိုင်းလွတ်ထားတဲ့ခါမှာအချိန်တန်တဲ့ခါမှာသူတို့ဟာနဲ့သူတို့အကြောင်းပူကောင်းတဲ့ຢာထိုးတွေရသွားပြီးတော့ပြောင်းသွားတာတို့ပူကောင်းတဲ့နေရာသွားပြီးတော့ပြောင်းသွားတာတို့ Praise the Lord အလုံးကြီးကျသွားပြီကျွန်တော်နဲ့တော့စိတ်ဝမ်းမကွဲသွားဘူးနားလည်မှုတော့မလွယ်သွားဘူးစိတ်ခုတာစိတ်နာတာတော့မရှိဒါပေမဲ့တာ၍ကောင်းတဲ့နေရာသူတို့သွားတဲ့အခါမှာသူတို့လည်းပျော်တယ်ကျွန်တော်လည်းပျော်ပြီးတယ်ဒီမှာလည်းကျွတ်သွားတယ်ဒါကြောင့်အတင်းတော်မှာဖယားရဲ့လက်တော်မမြင်မချင်းတီးခံတတ်တော့တဘောရှိဘူးလို့ပြောလိုက်မယ်ဆိုလွတ်ကနေပြောချင်တာတွေအများကြီးရှိကောင်းရှိလိမ့်မယ်အာမင်ဒါကြောင့်
တချို့အတင်းတော်တွေမှာအောင်မြင်တဲ့တလို့အောင်မြင်လာပြီအတင်းတော်ကစူပြေလာခါနေတဲ့မှာတင်းတို့ဆရာတွေကပောက်ကွဲသွားတဲ့အတွက်ကြောင့်ဖြစ်တဲ့နာတွေဖြစ်တော့ခေါင်းဆောင်တွေကပောက်ကွဲမှုနဲ့ရန်ဖြစ်တာတို့ဆဲရီတိုင်းထွာလို့တာတို့တခါရဲကြမ်းကြမ်းတန်တန်အော်ကြီးဟစ်ကျဲလောက်တာတွေလောက်တဲ့ခါမှာအဲ့မှာအဲ့ဒီကျွန်တော်ဘယ်လိုပဲတရားထားဟောအဲ့ဒီလူထဲမှာဘယ်တော့မှမဝင်တာတော့ဘူးကျွန်တော်တို့ကတခါလဲအထင်သားလွဲပြီဆိုရင်ကျွန်တော်တို့ဘယ်လိုပဲဟောမဝင်တတ်တော့ဘူးပုဂ္ဂိုလ်ခေမတရားမှန်နေဆိုစိတ်နာသွားပြီလေဒါကြောင့်ကျွန်တော်အပြင်လူတွေစိတ်မနာအောင်ကျွန်တော်နေမယ်အာမင်မချင်နိုင်ရင်လည်းစုပဲတောင်းပေးမယ်ဘုရားသခင်ကချိန်တန်တယ်ဆိုရင်တွားနေသူလမ်းနဲ့သူဘုရားသခင်လမ်းဖွင့်ပေးတဲ့အထိစောင့်ပေးပါခင်ဗျားတို့အာနာပြပြီးတော့မောင်းထုတ်တာတော့ဘာလို့ရှောက်မလုပ်ပါနဲ့အာမင်ဒါကြောင့်ကျွန်တော်တခုပြောချင်တယ်လူတွေကိုလက်သွဲဖို့အမှုတော်ဆောင်ဖို့လွယ်မခေါ်ပါနဲ့အာမင်ဘောလူကလည်းပြောတယ်လူတစ်တည်းပေါ်မှာလွယ်နဲ့လက်ကောင်းဆောင်နေရမှာဒါပေမဲ့လက်မတင်ပါနဲ့တဲ့လူတွေကိုလွယ်မခေါ်နဲ့ခေါ်ပြီးဆိုလည်းဘယ်တော့မှနေမထုတ်နဲ့အာမင်ထူးနိုင်လားအာနေချက်တွေတွေ့မယ်မပြည့်စုံမှုတွေတွေ့မယ်ဖောက်ပြန်မှုတွေတွေ့မယ်ချက်ချင်းမထုတ်ပါနဲ့ဒီခံပါလက်သွဲခေါ်ပါချစ်ဆက်လက်ချစ်ပါမေတ္တာဆက်ပြပါဒါပေမဲ့တော်နဲ့တော့လူတွေကိုအပေါ်သားမြင်လေးမခေါ်နဲ့ဒါကြောင့်ဒီမှာကျွန်တော်လူတယောက်အမှုတော်ဆောင်တယောက်ဖြစ်လာဖို့ဆိုရင်တော်နဲ့မလွယ်ဘူးနှစ်ပေါင်းများစွာကျွန်တော်နဲ့လက်သွဲပြီးသားဝလန်တီယာပြီးသားလူတွေကိုလုံးဝကောင်းလို့ပြီဆိုတော့ကျွန်တော်လက်သွဲအဲ့ဒါတောင်မှအဲ့ဒီထဲမှာတယောက်တလေကအချိန်ပြီးမှုတော်ဆောင်ဖြစ်လာတော့မှပူပြင်းလာတာကျွန်တော်မကြခဏတွေ့ရတယ်လို့အလုပ်ဝင်ချင်တော့ကတော့တက်ကြွသလားမပြောနဲ့တကယ်အချိန်ပြီးမှုတော်ဆောင်ကမှငါပြင်းနေဖြစ်တာတွေတွေ့တော့ဟောတောင်းတရတယ်ဒါပေမဲ့ဒီခံလာတယ်အာမင်အာမင်အဲကြောင့်ကျွန်တော်ပြောချင်တာတယောက်ကိုစောတက်လျင်လက်မတင်ပါနဲ့ဒီခံပါစောင်းပါကြည်ပါကဲလက်ခံလိုက်ပြီဆိုလက်ခံလိုက်ပြီဆိုရင်တော့ဟိုကိစ္စလေးဒီကိစ္စလေးတဲ့တော့နန်ထုတ်တာတွေမောင်းထုတ်တာတွေမလုပ်ပါနဲ့အာမင်တန်နိုင်ဆုံးတဲ့တွေ့ခေါ်တော့အာမင်ဒီကံတရားရှိပါစိတ်ရှိခြင်းတရားရှိပါမေတ္တာတရားရှိပါဘယ်လောက်ပဲအားနည်းချက်ရှိပေမဲ့သူ့မှာသူ့ရဲ့အကောင်းပိုင်းကိုမြင်ပေးတတ်ဖို့ကြိုးစားပါအာမင်သူ့မှာဒီအပိုင်းမှာအားနည်းပေမဲ့သူ့ရဲ့အာတန်ချက်တရားဒါရှိတယ်ဆိုရင်သူ့ရဲ့အကောင်းပိုင်းကိုမြင်ပြီးတော့လက်တွဲခေါ်ပြီးတော့ရှိနဲ့လက်တွဲခေါ်သွားပါတခါကကျွန်တော်တချို့လူတွေကြတော့လေမြင်တယ်နော်တိတ်ပြီးတော့အတုံးမတည့်ဘူးဒါပေမဲ့လက်တွဲခေါ်ရင်နဲ့တဖြည်းနဲ့ပိုအတုံးတက်လာတာလေမကြခဏတွေ့ရပြန်တော့အရန်တန်ဖို့ရှိလာတာမြင်ရပြန်ရောဒါကြောင့်တခါအမြင်မတော်တိုင်းလဲမောင်းထုတ်တာတို့စူတာတို့မလုပ်ပါနဲ့လက်တွဲခေါ်ကြည့်ရင်တနည်းတို့အမြင်မှန်ရလာတဲ့တနည်းတို့ကအကောင်းဆုံးခင်ဗျားတို့အသစ္စာရှိဆုံးပုဂ္ဂိုလ်တွေလည်းဖြစ်လာတယ်အာမင်ဇွဲလုံးလာဝိရိယစိုက်ပြီးတော့တကယ်အသက်ရှင်လာတဲ့လူတွေလည်းဖြစ်လာတာဖြစ်တယ်ဒါကြောင့်လူတွေကိုလွယ်နဲ့တော့လက်မခံပါနဲ့လက်ခံပြီးရှင်လည်းလုံးဝလက်မလွတ်ချင်တော့နဲ့အကောင်းဆုံးပြအောင်ကြိုးစားပေးပါလို့အာမင်ဘုရားရဲ့သားသမီးတွေဘုရားရဲ့အသင်းတော်ကိုဘုရားသခင်ကဘုရားသခင်ဥဆောင်ဗိတ်တိတ်တဲ့လူကဥဆောင်မှတန်လေအသင်းတော်တိုးတက်မှာဖြစ်တယ်ဟာလေလုယာဘုရားသခင်မဗိတ်တိတ်တဲ့လူကဥဆောင်ရင်အသင်းတော်ဒုက္ခရောက်တာဖြစ်တယ်တခါတချို့သင်းတော်တွေတော်တော်များများမှာဘုရားသခင်ဗိတ်တိတ်တယ်လားမဗိတ်တိတ်ဘူးလားဆိုတာကိုအဓိကမကြည့်ပဲနဲ့ရွှေမျိုးရေးလူမျိုးရေးတွေနဲ့လှုပ်တဲ့လူတွေရှိဥပမာသင်းတော်လူကြီးတယောက်ရဲ့သားတယောက်ကိုကျမ်းစာကျောင်းတက်ခိုင်းတယ်ဘာရည်ရွယ်ချက်နဲ့လဲဒီသင်းတော်မှာပြန်လာပြီးတော့သင်းတို့ဆရာလုပ်ဖို့ဒါဘုရားသခင်သဘောတူလားဆိုတာလည်းမသိတော့အဲ့ဒီလူကမရမချင်းအားလုံးနိုင်ငံကြီးတွေနဲ့သင်းတော်မှာရှုပ်ရှက်ခတ်အောင်ပြဿနာပေါင်းစုံလုပ်ပြီးတော့မရရအောင်နေရာယူခိုင်းတာကြီးလေကျွန်တော်မကြခဏဝမ်းနဲ့ချီကွက်ဆရာကြားခဲ့ရတဲ့သတင်းတွေဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးဘယ်သင်းတော်မှာပဲနေဘုရားသခင်ဗိတ်တိတ်တဲ့ခေါင်းဆောင်ရဖို့ကနံပါတ်1တည်းကြီးဆုံးဖြစ်တယ်။အာမင်။ဘုရားသခင်ရဲ့ရွေးကောက်ခံခေါင်းဆောင်အာမင်။အာမင်။ကျွန်တော်ဒါကြောင့်ကျွန်တော်ကခဏပြောကျမ်းစာကြောင်းအောင်သလားမအောင်ဘူးလားဆိုတာထက်
ဖျားတခင်ရွေးကောက်သလားမရွေးကောက်ဘူးလားဆိုတာမှတည်းရေးကြည့်ရဖြစ်တယ်အာမင်ဘာပွဲရတယ်လဲအင်္ဂလိပ်စကားပြောနိုင်သလားမပြောနိုင်ဘူးလားဆိုတာတဲ့ အရေးချင်းပါရှိတယ်လဲဆိုတာဒီတဲ့ဖျားသခင်ရဲ့အတူပါရှိခြင်းဘိတ်တိတ်ခြင်းဒီလူအပေါ်မှာတကယ်ရှိသလားဆိုတာနံပါတ်1ကျွန်တော်ရွေးချယ်ရမယ့်ကိစ္စဖြစ်တယ်ဖျားသခင်ဘိတ်တိတ်တဲ့လူရှိလာပြီဆိုရင်အသင်းတော်ကဖျားသခင်ရဲ့လမ်းညွှန်မှုအောက်မှာအလိုလိုတိုးတက်လာပါဖြစ်တယ်ဖျားသခင်ရဲ့ရွေးကောက်ခြင်းမဟုတ်ဘဲနဲ့လူခန့်လည်းတော့ဆရာဒီလူခန့်ကောင်းဆောင်တွေကတော့ဘယ်သူဒီဒုက္ခရောက်တယ်ဆိုအသင်းသားတွေဒုက္ခရောက်တယ်အဲ့ဒီတင်းတော့မှနေပြီးသားဆိုလည်းထွက်လည်းမထွက်ချင်ဘူးဒါပေမဲ့အဲ့ဒီဆရာမတရားဟောရလဲတကူလည်းမပါဘူးပိတ်တိတ်ချင်းလည်းမရှိဘူးခေါင်းဆောင်နိုင်တဲ့ရည်ချင်းလည်းမရှိဘူးဒါပေမဲ့ဆရာအနေနဲ့လည်းခံထားမိရတာဖြစ်ပြီးဆိုလည်းဘယ်သူမှလည်းတော်လန်ပုံကန်မလုပ်ချင်ဘူးအဲ့မှာဤပဲနဲ့ဒုက္ခခံတော့တချို့တင်းသားတွေခေါင်းမူအောင်နေရတယ်ဒါကြောင့်ကျွန်တော်တို့တင်းတော်တွေရဲ့ခေါင်းဆောင်တွေဟာဘုရားပိတ်တိတ်တော်သူများဖြစ်ဖို့ရည်ရှိရဖြစ်တယ်ဒါကြောင့်ဒီမှာရှိကြတဲ့ကျွန်တော်တို့နဲ့အတူကတည့်ရိုက်ဆက်သွယ်နေတဲ့ဒီလောက်ပေါ်ဆောင်မဲ့အလုံးခင်ဗျားတို့တယောက်စီတိုင်းဟာဘုရားသခင်စီကနေခေါ်ချင်းတရားရတော့ခေါင်းဆောင်နေဖြစ်တော့အရင်ကြီးရှိရဖြစ်တယ်အာမင်တချို့သောနေရာတွေမှာအသင်းတော်မှာမလွတ်တဲ့ပြဿနာတွေမကြာခဏကျွန်တော်ကြားရတယ်ဘာဖြစ်လို့ကြားရတယ်လဲဆိုတော့အဲ့ဒီမှာလှုပ်တဲ့ခေါင်းဆောင်ဖြစ်တဲ့တချို့တင်းတို့ဆရာမတွေကဖျားရဲ့ဘိတ်တိတ်ချင်းနဲ့တရားလဲမဟောတတ်တော့ဘူးကျွန်တော်ပြောချင်တယ်နော်အားလုံးကိုခင်ဗျားရဲ့တရားဟောခြင်းမှာအသက်ပါပါစေဘိတ်တိတ်ချင်းပါပါစေအာမင်လူဒီတကယ်နောင်တရလာပါစေအာမင်လူဒီတကယ်အနာရောဂါငြိမ်းပါစေလူဒီတကယ်ခွန်နာနဲ့ရပါစေခင်ဗျားတင်တာရခင်ဗျားဘယ်တော့မှတော်လာမှာမဟုတ်ဘူးခင်ဗျားရဲ့တရားဟောခြင်းမှာအသက်မပါလာတော့ကတော့ sorry ပဲကျွန်တော်လည်းမကယ်နိုင်ဘူးဘယ်သူမှကယ်မှာမဟုတ်ကယ်နိုင်မှာမဟုတ်ဒါကြောင့်ကျွန်တော်အားလုံးတကယ်ဆုတောင်းဖို့အရင်ရည်ကြီးတယ်ဘုရားဝိညာဉ်တော်ဖွင့်ပြတဲ့တရားဟောချက်တွေအာမင်အာမင်အရင်ရဖို့အရေးကြီးတယ်ဆိုတော့ဆုတောင်းမယ်ဘုရားနဲ့ဆက်သွယ်ဘုရားသခင်စီကနေဖွင့်ပြတဲ့ဒေသနာတွေဝင်ရရင်လူတွေအသက်ရမယ်လူတွေလန်းဆန်းလာမယ်ခွန်အားရလာမယ်ဒါကြောင့်ဘိတ်တိတ်ချင်းမပါတော့တင်းတို့ဆရာတွေဟာအခွင့်အာဏာလည်းမရှိနိုင်တော့ဘူးအခွင့်အာဏာမရှိဘူးဆိုပါလေသူတရားဟောခြင်းမှာတင်းသားတွေကခွန်အားမမရတာကြီးဘယ်မှအခွင့်အာဏာရှိမလဲအကြောင်းကျွန်တော်အရန်အားပေးခြင်းတယ်အတိကနံပါတ်1ခင်ဗျားတရားဒေသနာဝင်ရတဲ့ကမှာတကိုးပါလာဖို့အာမင်ဘိတ်တိတ်ချင်းကြီးလာဖို့ဟိုတကားလုံးကသာသနာပြုဖြစ်ဖို့လူတယောက်ကကျွန်တော်ရှေ့လျှောက်လာတယ်ကျွန်တော်သူ့ကိုကြည့်တဲ့အခါမှာလုံးဝဟောပြောအဆင်မပြေဘူးသူကဟောမပြောစင်လို့ကျွန်တော်ခင်ဗျာအဆင်ပြေပါမလားကွယ်ခင်ဗျာကိုကြည့်ရတာအရေးချင်းတိတ်မရှိဘူးလို့ကျွန်တော်ပြောမိတယ်ဒါပေမဲ့အဲ့ဒီဆရာကျွန်တော်ဗာပြောတယ်ဆရာကျွန်တော်တအားစက်ကထားတယ်ကျွန်တော်မဟောတတ်ရလည်းကိစ္စမရှိဘူးဒီလိုလှုပ်လိုက်တာနဲ့လူတွေဝိညာဉ်ထဲမှာလဲမယ်အဲ့လိုကျွန်တော်လည်းဒီလိုလှုပ်လိုက်တာလည်းလူတွေဘုံဘုံလဲသွားမယ်အဲ့လိုအဲ့ဆိုကျွန်တော်အဲ့လောက်တောင်ပြီးလဲဆိုရင်တွားလိုက်တော့ဆိုတာခံလိုက်တယ်ကျွန်တော်သူ့ကိုရန်သဘောကျခဲ့တယ်အဟောပြောမပိုင်ပါဘူးတုတ်တော့သူ့ရဲ့စက်ကချင်းသူ့ရဲ့စိတ်ချမှုအရန်ခေါ်နိုင်ရတယ်အာမင်အဲ့ကျွန်တော်အဟောပြောကောင်းနေတဲ့လက်ခံတာလည်းမဟုတ်ပါဘူးဘုရားဘိတ်တိတ်တော်သူဖြစ်ဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာအာမင်နောက်တစ်ခုဒီမှာအားလုံးတရားဟောဆရာမတွေဆိုတော့တရားဟောတဲ့အခါမှာအရန်အရေးကြီးတဲ့ကျွန်တော်တို့ခေါ်တဲ့လူတွေရဲ့စိတ်တွေသဘောထားအရန်အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့တချို့သောယူဟာတွေတချို့သောအသင်းတော်တွေတွားတဲ့အခါတခါရောက်တာနဲ့ကိုစူပစ်လိုက်ခြင်းတဲ့ချိန်ရှိအုံမချဘူးဘာညာနဲ့ပြောချင်တဲ့စိတ်ရှိကောင်းရှိလိုက်မယ်ဘာလို့ခင်များမျောလင့်လက်လို့မဟုတ်လားကျွန်တော်ပြောချင်တယ်ခင်များတရားနာပရိသတ်တွေကိုအနုလက္ခဏာနဲ့မြင်ရင်တော့ဘယ်တော့မှခင်များတရားဟောခြင်းအောင်မြင်မှာမဟုတ်ဘူးခင်များဟောမဲ့ပရိသတ်တွေဘုရားသခင်ကအတကယ်ချစ်တဲ့သူသားသမီးတွေဖြစ်တယ်
ခင်ဗျားကြွေးလိုက်တဲ့ဝိညာဉ်အစာအဖြစ်သူတို့ကောင်းကြီးရမယ်ဆိုတာကိုယုံကြည်ခြင်းနဲ့ဟောပါသူတို့အချီနေဘယ်လောက်ပဲစုပ်ပြတ်တတ်နေပါစေခင်ဗျားဘက်ကနေ positive ရှိရမယ်ဒီငါရှိမှထိုင်မဲ့တရားနာပရိသတ်တရားဖယားကအားတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်ကျွန်တော်မျက်စိမှာတော့တိတ်မဟုတ်ဘူးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါကျွန်တော်မျက်စိအကြည့်ကောင်းမဟုတ်ဘူးကျွန်တော်ခံစားချက်မဟုတ်ဘူးကျွန်တော်အာယုံငါးပေါင်းမဟုတ်ဘူးဖယားကသူတို့ကိုအယံရွေးကောက်တဲ့လူတွေဖြစ်တယ်အယံချစ်တဲ့လူတွေဖြစ်တယ်ဖယားရှိမှအယံတန်ဖိုးကြီးတဲ့လူဖြစ်တယ်အဲ့ဒီလူတွေရှိမှကျွန်တော်မတ်တရပြဟောမယ်ဆိုတော့ဘုရားသခင်သူတို့ကိုချစ်တဲ့အကြောင်းများများပြောမယ်ဆိုရယ်အဆုံးဖြတ်ချက်နဲ့ဟောပါအပြစ်တင်စကားနဲ့မဆလာပါနဲ့အာမင်ကျွန်တော်ရဲ့တရားဟောတဲ့လူတွေရဲ့စိတ်ကအရင်ဆုံး positive ဖြစ်ဖို့ရတချို့ကစူပဲစူချင်တာတို့အပြစ်ပဲတင်တယ်ကျွန်တော်ပြောချင်တော့တခုမာခဲ့ချင်ပါတယ်ဘယ်တော့မှဖြစ်နိုင်ရင်မစူပါနဲ့စူရာနဲ့ကိုလူတွေမရပါဘူး positive အကောင်းမြင်ဝါဒနဲ့မေတ္တာမျက်စိနဲ့မေတ္တာစိတ်ဓာတ်နဲ့သူတို့ကောင်းကျိုးဖြစ်မယ်ဆိုရယုံကြည်ခြင်းနဲ့သူတို့အတွက်အကောင်းဆုံးမျှော်လင့်ခြင်းတရားဟောပေးပါယေရှုအကြောင်းဟောပေးပါအာမင်အသင်းတော်သူတက်ဖို့ဆိုတာကအဓိကအလိုအဆုံးသောအရာကတန်ရှင်သောဝိညာဉ်တော်ခင်ဗျားတို့အသင်းတော်မှာလွတ်လပ်စွာလှုပ်ရှားတာကိုအရေးကြီးတာဖြစ်တယ်ဝိညာဉ်တော်မပါရင်အသင်းတော်ဘလို့မှမတူတက်နိုင်ဘူးမစူပြေနိုင်ဘူးမလန်းဆန်းနိုင်ဘူးဒါကြောင့်အရေးကြီးဆုံးပုဂ္ဂိုလ်ဒီတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်ဒါပေမဲ့တန်ရှင်သောဝိညာဉ်တော်ဆိုတာကအလွန်နူးညံ့သိမ်မွေ့သောတန်ရှင်သောဝိညာဉ်တော်ဖြစ်တယ်တန်ရှင်သောဝိညာဉ်တော်ဘယ်မှာလှုပ်ချင်တော့ပျော်မွေ့တယ်လဲဆိုရင်အလွန်စီးလုံးညီညွတ်တဲ့နေရာမှာလှုပ်ချင်တာဖြစ်တယ်တယောက်နဲ့တယောက်စိတ်ဝမ်းကွဲနေတာတို့စိတ်ခုနေတာတို့နောက်ကွယ်ကနေတီတူတဲ့ဖဲ့နေကြတာမျိုးနဲ့မလုပ်ဘူးဝိညာဉ်တော်ကိုလိန်ညာလို့မရဘူးဒါကြောင့်အသင်းတော်မှာချစ်ချင်းမြတ်တာနဲ့စီးလုံးညီညွတ်ဖို့ကနံပါတ်1အရေးကြီးဆုံးဖြစ်တယ်နောက်ဆုံးပြောမယ်ဆိုရင်အရန်တော်တဲ့လူမပါရင်တောင်မှတိတ်မတော်တဲ့လူပဲစုပေါင်းမိတယ်ဆိုရင်ကိစ္စမရှိဘူးမတော်ဘဲနဲ့စီလုံးဖို့ရည်ရှိတယ်ကျွန်တော်ချင်းစကားနဲ့ပြောမယ်ဇုံမီစကားနဲ့ပြောမယ်ဆိုရင်ကြီးထွတ်တော်ဖွတ်တယ်တော့စီလုံးညီညွတ်မှုရှိတော့တဲ့တော့ဖြစ်ဖို့လိုတယ်တယောက်နဲ့တယောက်ကတချို့ကျွန်တော်သိဖို့တချို့တဲ့တော့ဒီမှာပညာတတ်တည်တာများတယ်အတွေးခေါ်ပညာရှင်များတယ်ဟိုတဲ့တော်လူကြီးစီမှာတယောက်တစ်ပေါက်သူတို့အကြံစီသူတို့အကြံကူစီနဲ့ထွက်လာကြတယ်အမျိုးမျိုးတောင်ပြောမြောက်ပြောနဲ့လောက်ကြတော့အချမ်းကောင်းတွေပါပညာတတ်တယ်ဆိုအားလုံးမကောင်းတာမရှိပါဘူးဒါပေမဲ့ကောင်းပြီမဲ့သဘောကမတူညီနိုင်ဘူးစိတ်ဝမ်းကကွဲနေကြပြီဒါကြောင့်သူတို့ရဲ့အချမ်းကောင်းတဲ့ပူကောင်းတာဝိညာဉ်တော်ပါလာဖို့ရည်ကြပြီဝိညာဉ်တော်စီးဆင်းလာဖို့ရည်ကြပြီတခုခုကိုတကယ်လက်တွေ့အကောင့်ထဲပေါ်ပြီးမှတန်ရှင်တော်ဝိညာဉ်တော်တခုကြောင့်ပဲဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တဲတော်ဒီမှာစီးလုံးညီညွတ်ခြင်းဆိုအရေးကြီးတယ်အဲ့ဒီလိုဖြစ်ဖို့အိုင်ကအဲ့ဒီလိုဖြစ်ဖို့ရံကအဲ့ဒီစီးလုံးညီညွတ်ခြင်းကဘာလဲဆိုရင်အသင်းတော်တိုင်းမှာအလွတ်ဆုံးသောအရာဒီဖယားသခင်ဗိတ်တိတ်တော်ခေါင်းဆောင်အရင်ဆုံးရလာမယ်အဲ့ဒီဖယားသခင်ရေကောက်ဗိတ်တိတ်တော်ခေါင်းဆောင်ရဲ့အောက်မှာတခြားလူတွေဒီပြင်တင်းတော်လူကြီးတွေကစပါလာလို့တယ်လေတချို့တင်းတော်တွေမှာတော့အသင်းတော်လူကြီးတွေပူအာနာရှိတယ်ဒါပေမဲ့ဒီမှာအဲ့ဒါကိုကျွန်တော်တို့ကအချိန်ပြည့်မှုတော်ဆောင်လဲမဟုတ်ဘူးသူတို့စီးပွားလုပ်ငန်းသူတို့ကိစ္စတွေနဲ့ဆိုသူတို့ရဲ့အကြံနဲ့ပဲတွားနေရင်ဒါမဖြစ်နိုင်တဲ့ကိစ္စဖြစ်တယ်ဒါကြောင့်ဒီမှာအသင်းတော်မှာဖျားပိတ်တဲ့ခေါင်းဆောင်ရလာပြီစေအဲ့ဒီဖျားပိတ်တဲ့ခေါင်းဆောင်ရဲ့ vision ရှုပါယုံကိုဝိုင်းဝန်းအထောက်အပံ့ပေးမဲ့ပုဂ္ဂိုလ်ကသူနဲ့လက်တွဲတဲ့အမှုတော်ဆောင်တွေနဲ့သူ့ကိုလာဝိုင်းဝန်းကူညီမဲ့အသင်းတော်လူကြီးတွေဖြစ်တယ်အာမင်အသင်းတော်လူကြီးဆိုတာကဘုရားရွေးကောက်တဲ့ခေါင်းဆောင်ကိုထော်လော်ကန့်လန့်နဲ့ပုံကန်နေမှုမဟုတ်ပဲနဲ့အဲ့ဒီမှာလှုပ်တဲ့ဘုရားရွေးကောက်တဲ့ခေါင်းဆောင်ရဲ့ယူပါယုံကိုဝိုင်းဝန်းအကောင့်ထဲပေါ်ပေးဖို့ဝိုင်းဝန်းဆုတောင်းပေးမယ်ဝိုင်းဝန်းထောက်ပံ့ပေးမယ်ကူညီပေးမယ်အကြံကောင်းဉာဏ်ကောင်းတွေပေးမယ်လက်တွဲခေါ်မယ်အာမင်ဒီလိုစီလုံးစွာနဲ့စီစဉ်မှတာလေကျွန်တော်အသင်းတော်ကြီးပို့ပြီးတော့စိုးပြေလန်းဆန်းလာမှာဖြစ်တယ်အာမင်သဘောတူပါသလားဒါကြောင့်ကျွန်တော်